ဒီဗီဒီယိုမှာကြတော့အကျင့်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်ပထမဦးဆုံးအကျင့်မကောင်းဘူးနော်နိစိုင်မိတ်ဒီနိစိုင်ဆိုတာအကျင့်မိတ်ဒီဆိုတာမကောင်းဘူးနိစိုင်မိတ်ဒီနိစိုင်မဟုတ်ဘူးနော်နိစိုင်မိတ်ဒီအကျင့်မကောင်းဘူးနော်အကျင့်ဆိုးတယ်နော်ဆိုးတာကိုရဲ့နော်နိစိုင်ရဲ့မနော်အကျင့်ဆိုးတယ်အရင်ဆိုးတယ်နော်အကျင့်ကိုနိစိုင်ရဲ့ဆိုရယ်နိစိုင်ရဲ့နော်အကျင့်ဆိုးတယ်စေတနာရှိတဲ့သူစေတနာကိုနမ်းကြိုင်နော်ရှိတဲ့သူဆိုတော့ခွန်မီနော်ဘာရှိတာလဲ तू ကစေတနာရှိတယ်ခွန်မီနမ်းကြိုင်စေတနာရှိတဲ့သူခွန်မီနမ်းကြိုင်စေတနာရှိတဲ့သူဘာတကယ်လို့စေတနာမရှိဘူးဆိုခွန်မိုက်မီနမ်းကြိုင်အဲ့လိုပြောရနော်တကူကောင်းဆန်တဲ့သူနော်တကူကောင်းဆန်တာကိုဟင်ကဲ့တူอ่ะနော်เป็นคนที่เห็นแก่ตัวเนาะตะกูကောင်းဆန်တဲ့သူပေါ့နော်เห็นแก่ตัวတကူကောင်းဆန်တယ်မျက်နာထွက်ခွန်နာဒနော်ခွန်နာဒဆိုတာကအရှက်မရှိအကြောက်မရှိတခုခုဆိုရှက်မှမသိတောက်မှမသိနော်မျက်နာထူတဲ့ပုံစံပေါ့နော်နာဒနော်ไอ้คนเนี้ยนะไม่มียางอายหน้าด้านเนาะไม่รู้จะอายเขาคนหน้าด้านဆိုပြီးတော့ပြောလို့ရပါဘောเนาะရိုးရိုးအရှက်မရှိတဲ့သူကြတော့คนไม่มียางอายเนาะไม่มียางတလုံးပဲဆိုတော့အစည်းတွေကိုပြောတာเนาะသူကဘာအစည်းမရှိတာလဲเนาะရှက်တဲ့အစည်းမရှိတာเนาะရှက်တဲ့အစည်းမရှိဆိုคนไม่มียางอายคนไม่มียางอายค่ะเนาะနော်ခွန်ကြောက်ချိုဆိုတာကစိတ်များတဲ့သူတွေစိတ်ပွေတဲ့သူတွေကြောက်ချိုผู้ชายคนเนี้ยเจ้าชู้เนาะอย่าไปยุ่งกับเขาไอ้นี่มันเจ้าชู้คนเจ้าชู้စိတ်များတဲ့သူစိတ်ပွေတဲ့သူကြောက်ချိုเนาะလူရုပ်မှာคนเลวไอ้นี่มันเลวคนเลวမဟုတ်ဘူးเนาะမြန်တာမဟုတ်ဘူးเนาะเลวคนเลวလူရုပ်မှာเนาะအကြွားထူတဲ့သူคนขี้อวดเนาะတခုခုထူတဲ့သူထူတယ်ขี้ရှေ့မှာထားပြီးသုံးမယ်เนาะคนขี้อวดคนขี้อวดအကြွားထူတဲ့သူအရှက်ထူတဲ့သူဆိုရင်တော့คนขี้อายเนาะคนขี้อายI ဆိုတာကရှက်တာပေါ့နော်ခွန်ခိအိုင်အရှက်ထူတဲ့သူပေါ့နော်အပြင်းထူတဲ့သူနော်ခွန်ခိเกียจเนาะขี้เกียจมึงนี่ขี้เกียจจังเลยအပြင်းထူတဲ့သူပေါ့နော်တော်တော်အပြင်းထူတယ်မင်းနော်စူးစမ်းတဲ့သူဆိုရင်ခွန်ခယန်คนเนี้ยนะขยันทำงานมากเลยเนาะคนขยันစူးစမ်းတဲ့သူပေါ့နော်နာဘူးကိုคนลามกเนาะลามกไอ้นี่มันลามกเนาะคนลามกဆိုတာနာဘူးဆိုတဲ့အဓိပ္ပာယ်ကိုဓာတ်ရိုက်ကြရเนาะลามกคนลามกနာဘူးเนาะလုจิตဆိုတာကလေစိတ်ယောဂရှိတဲ့သူရို့จิตလို့ပြောလိုက်လို့ရှိရင်တော့သူနည်းနည်းလေးကျယ်ပြန့်သွားတယ်เนาะစိတ်ယောဂရှိတဲ့သူကနာဘူးတစ်မျိုးတည်းမဟုတ်ဘူးเนาะစိတ်ပိုင်းဆိုင်ရာနော်ယောဂအမျိုးမျိုးရှိတာပေါ့နော်ခါကြတယောက်တည်းနေပြီးတော့ဘယ်သူနဲ့မှပေါင်းသိမ့်မတာစိတ်ယောဂတစ်မျိုးနော်ကြက်မပြည့်တဲ့သူနော်ခွန်ပညာอ่อนနော်ခွန်ပညာอ่อนဆိုတာကကြက်မပြည့်တဲ့သူပြောတယ်အသိပညာနည်းပါတဲ့သူလို့အတိပ္ပယ်မထုတ်ဘူးနော်တချို့ကအဲ့လိုအတိပ္ပယ်ဖော်တာတွေ့လို့နော်ပညာอ่อนတိတ်ပြီးတော့တခြားပုံမှန်အုံနောက်တွေလို့မဖြစ်ဘူးပေါ့နော်ခွန်ပညာอ่อนပေါ့နော်ဘယ်သူမှဂရုမစိုက်ဘူးเนาะไม่สนใจใครไม่สนใจဂရုမစိုက်ဘူးစိတ်ဝင်စားဘူး cry ဘယ်သူကိုမှเนาะไม่สนใจใครဘယ်သူကိုမှဂရုမစိုက်ဘူးเนาะဘယ်သူကိုမှခေါင်းကိုမခံဘူးเนาะไม่ยอมก้มหัวให้ใครไม่ยอมไม่ยอมဆိုတာမဘူးပေါ့เนาะก้มหัวให้ใครเนาะก้มหัวဆိုတာခေါင်းငုတ်တာเนาะให้ใครဘယ်သူကိုမှเนาะไม่ยอมก้มหัวให้ใครนะคะတိတ်ခါမရှိဘူးไม่มีศักดิ์ศรีเนาะมึงเนี่ยนะไม่มีศักดิ์ศรีเอาซะเลยเนาะတိတ်ခါမရှိဘူးไม่มีศักดิ์ศรี
ไอคนไม่มีศักดิ์ศรีเนาะติดขาไม่ใช่เด็ดูไม่มีศักดิ์ศรีเนาะคันซามูชิวไม่มีความรู้สึกเนาะไม่มีไม่ใช่บูความรู้สึกเนาะไม่มีความรู้สึกคันซามูไม่ใช่บูรู้สึกแต่ลงไปส่วนตัวคันซาระเนาะคันซาระเนาะฉันไม่ได้รู้สึกอะไรเลยงาบ้ามาคันซายาบุเนาะไม่มีความรู้สึกတောင်းကျမ်းတယ်နော်တောင်းကျမ်းတာကိုအာလဝနော်လူတွေကဘယ်ချိန်မှာတောင်းကျမ်းလဲတခါကြလို့ရှိရင်ငမူးတွေနော်အမူးသမားတွေဟာမူးလာရင်တောင်းကြတယ်မောင်แล้วအာလဝနော်အာလဝမောင်တောင်းကျမ်းတယ်ရိုင်းတယ်နော်ရိုင်းတဲ့သူဆိုလို့ရှိရင်คนก้าวร้าวคนก้าวร้าวနော်ก้าวร้าวဆိုတာနော်ပြုတ်မှုကရိုင်းတာပေါ့နော်ก้าวร้าวคนก้าวร้าวရိုင်းတဲ့သူပေါ့နော်နူးညံ့တဲ့သူနော်နူးညံ့တဲ့သူလို့ပြောချင်တော့คนอ่อนโยนคนอ่อนโยนคนอ่อนโยนอ่อนโยนဆိုတာကနူးညံ့တာကိုပြောပေါ့နော်เขาเป็นผู้หญิงที่อ่อนโยนมากเนาะသူကအရန်တိမ်မွေ့နူးညံ့တဲ့မိန်းကလေးပေါ့နော်စိတ်ဓာတ်ခိုင်မာတဲ့သူเป็นคนเข้มแข็งပေါ့နော်จิตใจตะလုံးထက်ထဲနော်ပိုပြည့်စုံသွားတာပေါ့နော်เป็นคนจิตใจเข้มแข็งมากเนาะအယုံလွယ်တဲ့သူเป็นคนเชื่อคนง่ายเนาะเชื่อဆိုတာကယုံတာเชื่อคนဆိုလူကိုယုံတာง่ายဆိုတာကလွယ်တယ်ပေါ့နော်เป็นคนเชื่อคนง่ายယုံလွယ်တဲ့သူเนาะအတိုင်အတော်ထူတဲ့သူคนขี้ฟ้องคนขี้ฟ้องมึงเนี่ยนะขี้ฟ้องจริงๆเลยไปฟ้องอะไรอีกล่ะเฮ้ยဘာတွေသွားပြီးတော့တိုင်ပြန်ပြီလေနော်คนขี้ฟ้องအတိုင်တော်ထူတဲ့သူနော်ဘက်လိုက်တယ်ဘက်လိုက်တာကိုเข้าข้างหัวหน้าเข้าข้างเขาเนาะခေါင်းဆောင်ကသူ့ဘက်ကိုလိုက်တယ်เนาะသူ့ဘက်ကနေကာပြီးတော့ပြောပြတာပေါ့နော်เข้าข้างဆိုတာဘက်လိုက်တယ်ပေါ့နော်နောက်ကြမျက်နှာလိုက်တယ်เนาะမျက်နှာလိုက်ရကြလမ်အီယန်เนาะသူကဘာလဲတမျိုးမျိုးပေါ့နော်ဘယ်လိုပြောရင်ကောင်းမလဲသူကဘသူသမီးဖြစ်လို့ဘသူသားဖြစ်လို့ဘသူဟွာဖြစ်လို့ဘာညာဖြစ်လို့အဲ့ဒါလမ်အီယန်เนาะမျက်နှာလိုက်ရတာပေါ့နော်လမ်အီယန်မျက်နှာလိုက်တယ်ရွက်ပြောတယ်ရွက်ပြောတာကိုพูดประชดเนาะพูดဆိုတာကပြောတယ်เนาะစကားပြောတာပေါ့နော်ประชดအရွက်တက်တယ်เนาะพูดประชดရွက်ပြောတယ်เนาะလူဘာဝတယ်อวดดีเนาะအရှိမကြတော့ခိอวดကြတော့အကြွားထူอ่ะเนาะဒီอวดดีကြတော့မိတ်เกี่ยวนะမဆိုင်ဘူးเนาะอวดดีကอวดดีပဲมึงอย่ามาอวดดีกว่ากูนะငါ့ကိုလူပါလာမဝနဲ့နော်အဲ့လိုမျိုးနော်အပြစ်ပုံချတယ်နော်အပြစ်ပုံချတယ်ဆိုယွန်းဆိုတာကယွန်းတလုံးပဲဆိုရင်လွင့်ပြတာပေါ့နော်ဘာကိုလွင့်ပြတာလဲနော်ခွမ်ဖစ်နော်အမားတွေအပြစ်တွေပေါ့နော်အပြစ်ပုံချတယ်ယွန်းခွမ်ဖစ်โยนความผิดให้คนอื่นသူများကိုအပြစ်ပုံချတယ်နော်ပုတ်ခတ်ခံရတယ်နော်โดนใส่ร้ายฉันโดนใส่ร้ายငါကပုတ်ခတ်ခံရတယ်နော်เขาใส่ร้ายฉันသူငါ့ကိုပုတ်ခတ်ပြောဆိုတယ်โดนใส่ร้ายပုတ်ခတ်ခံရတယ်နော်ဆွဆွဲတယ်กล่าวหาဆွဆွဲခံရတယ်လို့ပြောချင်တော့အရှိမဒွန်ဆိုတဲ့ခံထိတာတစ်လုံးထည့်ပေးလိုက်ဒွန်กล่าวหาဆွဆွဲခံရတယ်ฉันโดนกล่าวหาငါဆွဆွဲခံရတယ်ฉันไม่ได้ทำอะไรผิดฉันโดนกล่าวหาငါဘာမလုပ်ရအောင်ဆွဆွဲခံရနော်အဲ့လိုပဲထား